အရေးပါတယ်ပေါ့ချစ်ဖွယ်စကားပြောကြတရားနောက်ဦးဇင်းတို့နံပါတ်3သင်္ဃာတရားကအဋ္ဌစရိယသူတစ်ပါးရဲ့အကျိုးစီးပွားကိုဆောင်ရွက်ပေးတာမြင့်မြတ်တဲ့လမ်းစဉ်တွေနော်လောကကြီးကိုအကောင်းဆုံးချီးမြှောက်ခြင်းတယ်တနည်းအားဖြင့်လောကကြီးရဲ့ကောင်းကျိုးကိုတကယ်ဆောင်ရွက်ခြင်းတယ်ဆိုတဲ့ပုဂ္ဂိုလ်များဒါစိတ်ဝင်စားတဲ့အကောင်းတယ်ပေါ့အဋ္ဌစရိယသူတစ်ပါးရဲ့အကျိုးစီးပွားကိုကျင့်သုံးပေးတာပြီးရင်ဦးဇင်းကအသေးစိတ်လေးပြန်ပြောဦးမယ်ဒီလေးမျိုးကိုနော်အဋ္ဌစရိယတဲ့သူတစ်ပါးရဲ့အကျိုးကျေးဇူးကိုသူတစ်ပါးရဲ့အမှုကိစ္စတွေကိုဆောင်ရွက်ပေးတာအဲ့ဒါလည်းသင်္ဃာတရားနောက်၄ခုမြောက်သင်္ဃာတရားကတော့တမာနတတ္တကိုနဲ့ဓာန်တူထားပြီးတော့ဆက်ဆံကိုမြင့်ပြီးတော့သူများကိုနှိမ်ပြီးတော့အဲ့ဒါမျိုးဆက်ဆံတာမျိုးမဟုတ်တမာနတတ္တကိုနဲ့ဓာန်တူထားပြီးတော့ဆက်ဆံရနော်ကိုကဒါစားတယ်ဆိုရင်ကိုမိတ်ဆွေပေါင်းတဲ့ကိုလည်းဒါမျိုးကျွေးတတ်ဖို့လိုတယ်ကိုကသိကောင်းတာစားပြီးတော့သူတို့ကိုအဆင်မရှိတာကိုကျွေးမယ်ဆိုရင်ဒါတမာနတတ္တမဖြစ်ဘူးပေါ့အဲ့လိုပဲပြောဆိုတဲ့ဆက်ဆံတယ်အထက်စီးကမပြောဘဲနဲ့နော်ကိုနဲ့ဓာန်တူထားပြီးတော့မလွယ်ဘူးတော့ဒီကိစ္စကလည်းဓာန်တူထားနိုင်ဖို့လူတွေဆိုတာကမမာနတွေနဲ့အမျိုးမျိုးအထင်တွေကရှိနေတာရောက်နေတာဆိုတော့နော်စိတ်ထဲကဓာန်တူထားနိုင်ဖို့ဆိုတဲ့စိတ်ကသိပြီးတော့မလွယ်ဘူးအဲ့လိုဓာန်တူထားပြီးတော့ဆက်ဆံပြီးဆိုရင်ဆက်ဆံခံရတဲ့ပုဂ္ဂိုလ်ကဘယ်လောက်ကျင့်တတ်တယ်လဲဆိုတာဒါစဉ်းစားကြည့်အဲ့လိုတတ္တဝါတွေကိုကျင့်တတ်မှုရသွားစေတယ်သိချမ်းသာမှုဖြစ်သွားစေတယ်ဆိုတာလောကကြီးကိုဒါချင်းမြောက်တာပဲမဟုတ်လားနော်လောကဆိုတာဒါတတ္တဝါတွေဒီပင်နဲ့လောကပဲလေသူဒီပင်နဲ့လောကတစ်ခုကိုဒီပင်နဲ့လောကတစ်ခုတတ္တဝါတဦးတယောက်တကောင်းဒီပင်နဲ့ဒါလောကတစ်ခုပဲလေတတ္တလောကဟုတ်တယ်မဟုတ်လားအဲ့တော့လောကကြီးကိုချင်းမြောက်တယ်ပေးနိုင်တယ်ကမ်းနိုင်တယ်လှူနိုင်တယ်တန်းနိုင်တယ်ပေးလိုက်တယ်ကျင့်တတ်သွားတယ်ဒါလောကကြီးကိုချင်းမြောက်တယ်ချစ်ဖွယ်စကားကိုပြောတယ်ကျင့်တတ်သွားတယ်စိတ်ချမ်းသာသွားတယ်ဒါလောကကြီးကိုချင်းမြောက်တာသူ့ရဲ့အကျိုးစီးပွားကိုဆောင်ရွက်ပေးတယ်နော်အဋ္ဌစရိယဒါလောကကြီးကိုချင်းမြောက်တာတမာနတတ္တကိုနဲ့ဓာန်တူထားပြီးတော့ဆက်ဆံတယ်ဒါလောကကြီးကိုချင်းမြောက်တာဘယ်နှမျိုးတော့၄မျိုးသင်္ဃာတရားနော်အဲ့ဒီသင်္ဃာတရားရှိပြီဆိုလို့ရှိရင်ပတ်ဝန်းကျင်ကတေချာပေါက်ချစ်ကြလိမ့်မယ်ခင်ကြလိမ့်မယ်မေတ္တာရှိကြလိမ့်မယ်အတိုင်းဝိုင်းတွေအလွန်ကောင်းမယ်အချမ်းရံတွေအလွန်ပေါ်မယ်ကိုကချင်းမြောက်ထားတာဆိုတော့ကိုကိုဝမ်းရံညတာပေါ့အဲ့တော့ဦးဇင်းတို့ဒီနေရာမှာမြတ်စွာဘုရားကထပ်ပြီးတော့အသေးစိတ်ပြောတယ်အဲ့ဒီသုတ္တမှာဒါနဆိုတဲ့သင်္ဃာတရားထဲမှာဘယ်ဒါနဟာအကောင်းဆုံးဖြစ်မလဲတဲ့ဟောဒါလေးကိုပါထပ်ပြီးတော့ဝေဖန်ပြသွားတယ်နော်ဒါနဘေကံနဲ့လှူဒန်းနေနော်ဒီဒါနဟာအလွန်ကောင်းတယ်သို့တော့ဒါနထဲမှာဘယ်ဒါနဟာအကောင်းဆုံးလဲထပ်ပြီးတော့မြတ်စွာဘုရားအသေးစိတ်ပြတယ်ပေါ့ဘယ်ဒါနဟာအကောင်းဆုံးလဲဆိုတော့ဓမ္မဒါနဟာအကောင်းဆုံးပဲတဲ့နော်ဓမ္မဒါနဆိုတာကနော်တည်တဲ့တည်လိုက်တဲ့တကယ်တရားသဘောလောကကြီးမှာချမ်းချမ်းသာသာနေထိုင်နေဘဝတန်တရားကလွတ်မြောက်အောင်ကြိုးစားအထောက်နေနော်နှလုံးစိတ်ဝမ်းငြိမ်းချမ်းအောင်နေထိုင်နေအစရှိသဖြင့်နော်ပညာတရားနဲ့ပတ်သက်တဲ့နော်အမှန်တရားနဲ့ပတ်သက်တဲ့အတိတူးဉာဏ်တူးကိုရရှိရေးနဲ့ပတ်သက်တဲ့ဓမ္မတရားစကားတွေကိုပြောကြပေးတာတဲ့ပြောရရင်အတိဉာဏ်ကိုပေးတာပါပဲနော်ဘယ်ပေးခြင်းမျိုးထက်မဆိုအတိဉာဏ်ကိုပေးတယ်ဆိုတဲ့ဓမ္မဒါနဒီအမြတ်ဆုံးပဲပစ္စည်းဥစ္စာကိုပေးတယ်ကောင်းပါလေစေဝါတွေကိုပေးတယ်ကောင်းပါလေနေရာထိုင်ခင်းတွေကိုပေးတယ်ကောင်းပါလေသို့တော့အတိဉာဏ်ကိုပေးတာတော့မမြန်အတိဉာဏ်ကိုပေးရတာအမြတ်ဆုံးပဲဘာဖြစ်လို့အတိဉာဏ်ကိုပေးရတဲ့ဓမ္မဒါနတိအမြတ်ဆုံးဖြစ်တယ်လဲရရှိသွားတဲ့ချမ်းသာခြင်းမတူလို့ပဲဆိုကြပါစို့ထမင်းတက်တက်ကျွေးလိုက်တယ်ဘလောက်ချမ်းသာသွားတယ်လဲအဝတ်တစုံပေးလိုက်တယ်ဒီလူအတွက်ဘလောက်ချမ်းသာသွားတယ်လဲနေရာထိုင်ခင်းတစ်ခုပေးလိုက်တယ်ဘလောက်ချမ်းသာသွားတယ်လဲစေဝါပေးလိုက်တယ်ဘလောက်ချမ်းသာသွားတယ်လဲသူ့ဟာနဲ့သူချမ်းသာမှုကတော့ရှိပါလေမရှိဘူးမဟုတ်နော်သို့တော့အတိဉာဏ်ကိုရရှိသွားတယ်ဘလောက်ချမ်းသာသွားနိုင်တယ်လဲဒါကိုကချိန်ပြီးတော့ရှင်းပြီးတော့နားလည်တတ်မယ်ဆိုလို့ရှိရင်အတိဉာဏ်ကိုပေးရတဲ့ဓမ္မဒါနတိအမြတ်ဆုံးဖြစ်တယ်ဆိုတာကိုလက်မခံနိုင်စရာအကြောင်းကိုမရှိဘူး။ဘာလို့ဆိုတော့ဘယ်အရာကြောင့်ဖြစ်တဲ့ချမ်းသာဒုက္ခမျိုးထက်မဆိုအတိဉာဏ်ကြောင့်ဖြစ်တဲ့ချမ်းသာဒုက္ခကသာလို့ပဲ။ဟုတ်လား။စားတရားရလို့ချမ်းသာတာထက်လည်းအတိဉာဏ်ရှိလို့ချမ်းသာတာကသာပဲ။ဝိဇ္ဇာရှိလို့ကျမကြီးကောင်းလို့နေရာထိုင်ခင်းရှိလို့ချမ်းသာတယ်ဆိုတဲ့ချမ်းသာထက်လည်းပဲအတိဉာဏ်ရှိလို့ချမ်းသာရတာကသာလေဒီအတိဉာဏ်ဒီပင်လည်းနောက်ဆုံးတစ်နေ့ဒုက္ခတွေကိုတကယ်ညီကုန်းချုပ်ပေးနိုင်တယ်ဒုက္ခတွေကိုတကယ်အဆုံးသတ်ပေးနိုင်တယ်ဟုတ်လားဒါကြောင့်အဲ့ဒီအတိတူးဉာဏ်တူးကိုအစဉ်စဉ်အကြောင်းကျိုးဆက်ပြီးတော့ဖြစ်ပေါ်သွားစေနိုင်တဲ့ဒီဓမ္မဒါနထဲမှာအမွန်မြတ်ဆုံးဖြစ်ရတယ်နော်ဒါကြောင့်လောကကြီးကိုချီးမြှောက်မယ်ဆိုလို့ရှိရင်နံပါတ်1ပေးရမယ်
နော်ပေးတဲ့နေရာမှာလည်းပဲအဆင့်အမျိုးမျိုးရှိတယ်အသိဉာဏ်ကိုပေးနိုင်ခြင်းကတော့အကောင်းဆုံးပေးခြင်းပဲဟုတ်လားစာဝတ်နေရေးအတွက်ကျမ်းမာရေးအတွက်လည်းပဲဒါပေးတဲ့မှာလည်းပေးရမှာပါလောကလူသားချင်းချင်းဟုတ်ရလားသို့တော့တကယ်တန်ဖိုးအရှိဆုံးပေးခြင်းကတော့အသိဉာဏ်ကိုပေးခြင်းပဲဓမ္မကိုနားလည်အောင်ပြုပေးခြင်းပဲနော်တဘာဝတရားနဲ့ပတ်သက်ပြီးတော့ဒါကဒီလိုရှိတယ်ဒါဒီလိုလုပ်ရင်ဒီလိုဖြစ်တတ်တယ်ဒီလိုပြောရင်ဒီလိုဖြစ်တတ်တယ်ဒီလိုတွေးရင်ဒီလိုတွေခံစားရတတ်တယ်ဆင်းရဲရတတ်တယ်ချမ်းသာရတတ်တယ်အစရှိသဖြင့်ဆင်းရဲကြောင်းချမ်းသာကြောင်းတွေကိုပြည့်ပြည့်စုံစုံမှန်မှန်ကန်ကန်တိတိကျကျပြောတတ်ဆိုတတ်မယ်ဆိုလို့ရှိရင်ဒါဓမ္မဒါနမဖြစ်ဘူးလားဖြစ်တယ်အဲ့ဒီဓမ္မဒါနဒီပေးခြင်းတကပေးခြင်းထဲမှာအကောင်းဆုံးပေးခြင်းပဲအမြတ်ဆုံးပေးခြင်းပဲဒါဥစဉ်တို့ပထမသင်္ဃဟတရားနော်နောက်ဒုတိယသင်္ဃတရားကဘာလဲတော့ပေယဝိဇ္ဇချစ်ဖွယ်စကားကိုပြောတယ်အဲချစ်ဖွယ်စကားကိုပြောတဲ့စကားတွေထဲမှာလည်းပဲတဲ့အကောင်းဆုံးစကားဟာဘာလဲဆိုတော့နားထောင်လို့တဲ့အလိုရှိတဲ့ပုဂ္ဂိုလ်ကိုတရားစကားထက်ခါပြောခြင်းဒီအဲ့ဒါအကောင်းဆုံးပေယဝိဇ္ဇပဲတဲ့ဟောလာပြန်ပြီဗျာနော်ပေယဝိဇ္ဇမှာလည်းပဲအကောင်းဆုံးပေယဝိဇ္ဇကဘာလဲတော့တရားစကားကိုပြောကြပေးခြင်းဒါမှရှိမှတော့သူကကန့်သက်ချက်လေးတွေထည့်ထားတယ်နားထောင်လို့တဲ့အလိုရှိတဲ့ပုဂ္ဂိုလ်ကိုမှပြောရနားမထောင်လို့တဲ့အချိန်အလိုမရှိတဲ့အချိန်အလိုမရှိတဲ့လူနားမထောင်လို့တဲ့လူကိုပြောရင်ဒါပေယဝိဇ္ဇမဖြစ်နိုင်ဟုတ်တယ်မဟုတ်လားမြတ်စွာဘုရားတရားစကားအလွန်တိကျရနော်ဦးဇင်းတို့ဒုက္ခထာသုတ်တံဆိုပြီးတော့သုတ်တံတစ်ခုရှိတယ်တရားတရားမရှိတဲ့လူကိုတရားတရားနဲ့ဆက်တဲ့စကားတွေပြောနေလို့ရှိရင်အဲ့ဒါသူကနားကြားပြင်ကတ်တယ်အဲ့ဒါမကောင်းတဲ့စကားတောင်ဖြစ်သွားတတ်တယ်ဟုတ်လားသီလမရှိတဲ့လူရဲ့ရှေ့မှာသီလနဲ့ဆက်တဲ့စကားတွေပြောရင်ဒါမကောင်းတဲ့စကားဖြစ်သွားတတ်တယ်ဘုဒ္ဓတမရှိတဲ့လူရဲ့ထံမှာဘုဒ္ဓတနဲ့ပတ်သက်တဲ့စကားတွေပြောရင်သူနားကြားပြင်ကတ်တယ်ဟုတ်လားအဲ့ဒါလိုပဲနှမျောတဲ့လူရဲ့ရှေ့မှာနော်ပေကန်းစွန့်ကြဲခြင်းဆိုတဲ့စာကနဲ့ပတ်သက်တဲ့စကားကိုပြောရင်မကောင်းတဲ့စကားဖြစ်သွားတတ်တယ်ပညာနည်းတဲ့ပုဂ္ဂိုလ်ရဲ့တန်တာပုဂ္ဂိုလ်ရဲ့ရှေ့မှာပညာနဲ့ဆက်ဆံတဲ့စကားကိုပြောမယ်ဆိုရင်လည်းမကောင်းတဲ့စကားဖြစ်သွားတတ်တယ်ဆိုပြီးတော့ဟောထားတာလေးလည်းရှိတယ်ဒါနှိုင်းရှင်ပြီးတော့စဉ်းစားဖို့လေးတွေပါဟုတ်လားဒါကြောင့်ပေယဝိဇ္ဇချစ်ဖွယ်စကားကိုပြောကြားခြင်းဖြင့်လောကကြီးကိုချီးမြှောက်မယ်ဆိုရင်အကောင်းဆုံးချီးမြှောက်တဲ့နည်းကဘာလို့နားထောင်လို့တဲ့အလိုရှိတဲ့ပုဂ္ဂိုလ်ကိုတရားစကားကိုပြောကြားခြင်းကတော့ပေယဝိဇ္ဇထဲမှာအကောင်းဆုံးပဲတဲ့နော်ကျန်တဲ့ဟာတွေလည်းမလုပ်ရဘူးလို့မဆိုလိုဘူးနော်ကျန်တဲ့ချစ်ဖွယ်စကားအပြစ်ကင်းတဲ့စကားအကျိုးရှိတဲ့လောကီလိုစကားလေးတွေလည်းပဲဒါအကျိုးမရှိဘူးလားရှိတာပေါ့ဟုတ်လားဒါအကောင်းဆုံးကိုမြတ်စွာဘုရားကညွှန်ကြားပြီးတော့ပြတဲ့သဘောလို့ဆိုရမှာပေါ့နော်အဲ့တော့ဦးဇင်းတို့ပထမဒါနဓမ္မဒါနဒီအမြတ်ဆုံးမှာဒုတိယပေယဝိဇ္ဇနားထောင်လို့တဲ့အလိုရှိတဲ့ပုဂ္ဂိုလ်ကိုတရားစကားကိုပြောကြားပေးခြင်းဟာအမြတ်ဆုံးပါနောက်တတိယပါတယ်တို့များနော်တတိယကအဋ္ဌစရိယသူတစ်ပါးရဲ့အကျိုးစီးပွားကိုဆောင်ရွက်ပေးတာသူတစ်ပါးရဲ့အကျိုးစီးပွားကိုဆောင်ရွက်ပေးတယ်ဆိုတော့မှသူတစ်ပါးရဲ့အလုပ်ကိစ္စနော်အဲ့ဒါကိုကိုယ့်ရဲ့အလုပ်ကိစ္စကဲ့သို့သဘောထားပြီးတော့ဆောင်ရွက်ပေးတာဒါကျင့်တတ်တာပေါ့မေတ္တာသဘောတွေဖြစ်တာပေါ့နော်သူကလည်းကိုယ့်ကိုပြန်ပြီးတော့ကူညီခြင်းတဲ့သဘောတွေဖြစ်လာတာပေါ့ဟုတ်လားဒါကြောင့်သူများရဲ့အကျိုးစီးပွားကိုဆောင်ရွက်ပေးခြင်းဒီလောကကြီးကိုချီးမြှောက်တာအဲ့ဒီအဋ္ဌစရိယာအကျိုးစီးပွားကိုဆောင်ရွက်တဲ့နေရာမှာအကောင်းဆုံးဆောင်ရွက်နည်းကပါလေဟောသူ့ကိုလည်းပဲအသေးစိတ်ပြောတယ်မြတ်စွာဘုရားကအဲ့ဒါကြတော့မြတ်စွာဘုရားကတတ္တာတီလာစာကပညာနော်ဒီလေးလုံးကိုအကျဉ်းပြမှတ်ရတတ္တာတီလာစာကပညာတရားတရားမရှိတဲ့လူကိုတရားတရားရှိအောင်ပြောပေးခြင်းတည်သူ့ရဲ့အကျိုးစီးပွားကိုအကောင်းဆုံးဆောင်ရွက်ပေးတာလေနော်ဘုရားရဲ့ဂုဏ်နဲ့ပတ်သက်ပြီးတော့နားမလည်ဘူးမသိဘူးယုံကြည်မှုမရှိဘူးတရားတော်ရဲ့အစွမ်းတတ္တိနဲ့ပတ်သက်ပြီးတော့နားလည်မှုမရှိဘူးယုံကြည်မှုမရှိဘူးတန်ဃာတော်တို့ရဲ့ဂုဏ်နဲ့ပတ်သက်ပြီးတော့နားလည်မှုမရှိယုံကြည်မှုမရှိဘူးဆိုရင်ဒါတရားတရားမရှိဘူးလို့ဆိုတာပေါ့နော်အဲ့ဒီလိုတရားတရားမရှိတဲ့လူကံကံရဲ့အကျိုးနဲ့ပတ်သက်ပြီးတော့နားလည်မှုမရှိတဲ့လူယုံကြည်မှုမရှိတဲ့လူဒီလိုတရားတရားမရှိတဲ့ပုဂ္ဂိုလ်တွေကိုတရားတရားအစစ်အမှန်ဖြစ်အောင်နော်ယတနာမြတ်သုံးပါးရဲ့ဂုဏ်တွေကိုယုံကြည်တတ်လာအောင်နားလည်တတ်လာအောင်ကံကံရဲ့အကျိုးတွေကိုနားလည်ပြီးတော့ယုံကြည်မှုရှိလာအောင်တရားတရားပြည့်စုံအောင်ပြောပေးခြင်းသည်သူ့ရဲ့အကျိုးစီးပွားကိုဒါအကောင်းဆုံးဆောင်ရွက်ပြီးတော့ဗာလေတီလမရှိတဲ့လူကိုတီလရှိအောင်ကိုယ်ကပြောပေးနော်မင်းတီလနဲ့ပြည့်စုံလို့ရှိရဲ့ဘလို့အကျိုးကျေးဇူးတွေရှိတယ်တီလနဲ့ပြည့်စုံရင်တော့အလွန်မှပြစ္ဆုတ်ပန်တန်တရားချမ်းသာကြောင်းတရားဖြစ်တယ်တီလနဲ့ပြည့်စုံရင်နော်နိဗ္ဗာန်ရောက်ကြောင်းတရားအထုတ်တဲ့နေရာမှာယက်တီတွေကမြေကြီးတစ်ဖွဲ့ဖြစ်တယ်တီလဆိုတာအစရှိသဖြင့်
သီလနဲ့မပြည့်စုံတဲ့ပုဂ္ဂိုလ်ကိုသီလနဲ့ပြည့်စုံအောင်ကိုပြောလိုက်တယ်ဒါကြောင့်သူသီလနဲ့ပြည့်စုံသွားတယ်ဆိုရင်သူ့ရဲ့အကျိုးစီးပွားကိုဒါအကောင်းဆုံးဆောင်ရွက်ပေးတာအဲ့ဒါလိုပဲဦးဇင်းတို့စာကနော်နှမျောဝင်တိုတဲ့လူကိုပေးကမ်းစွန့်ကြဲလှူဒန်းခြင်းဆိုတဲ့ဘက်မှာဝါလာအောင်နော်ဒါနမှုမှာပျော်မွေ့လာအောင်ကိုပြောနိုင်တယ်ကိုပြောလိုက်လို့သူဒါနမှုထဲမှာပျော်မွေ့သွားတယ်ဆိုရင်သူ့ရဲ့အကျိုးစီးပွား